ချန်တွင်းစီးဖို့ဖက်နက်ကျွန်တော်ဒီ New Year ပြီးတော့ဒီ2026ထဲရောက်လာတာရပ်ပိုင်းပဲရှိတယ်မဟုတ်ဘူးလားတချန်တော့ကိုတော့ကြိုပြင်ဆင်နေပြီတော်တော်ကဲမဲ့ပုံရှိရနော်ထားပါကျွန်တော်ဒီတချန်တွင်းစီးဖို့ဖက်နက်ကို suggestion ပေးမှတက်ဆိုင်ကျွန်တော်ဒီအသားတစ်ခုကို suggestion ပေးပါမယ်အသားဆိုတော့ချမ်းမို့ပေါ့ဒီဖက်နက်ချုပ်တဲ့အသားကိုပြောတာပါဒါဘာလဲဆိုတော့ Gore-Tex ဆိုတဲ့အသားပါဟုတ်ပါတယ်ဒီအသားကိုများတော့အဖြစ်ကျွန်တော်တို့ဒီjacket တွေလက်အိတ်တွေဖက်နက်တွေမှာတုံးတာတွေ့ရပါတယ်ဘယ်လိုလူတွေအဓိကတုံးလဲဆိုတော့ကျွန်တော်တို့ဒီတောင်တက်သမားတွေတုံးတဲ့အသားလို့ကျွန်တော်တို့ပြောချင်အောင်ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့အဲ့အသားဒီလေတံမိုးတံကိုလည်းခံတယ်အဓိကလေတံမိုးတံခံတယ်ပေါ့နော်ပြီးရင်သူ့ရဲ့waterproof အသားဆိုပင်မဲ့ရလို့ကျွန်တော်ဒီဝတ်ထားရဲ့လူရဲ့အတွင်းထဲမှာတော့ပိုးအိုက်နေမှာမဟုတ်ပါဘူးအထက်ကချွေးတွေပါထွက်ချင်ရင်လည်းထွက်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ရုပ်တရက်ကြည့်လိုက်ရင် waterproof ဆိုပင်မဲ့တကယ်တမ်းကျွန်တော်ဒီ microscope အောက်မှာကြည့်တယ်ဆိုတော့သူ့ရဲ့Gore-Tex အသားဒီ1 inches လောက်မှာတင်ကျွန်တော်ဒီစုစုပေါင်းဒီအပေါက်လေးတွေချွေးထွက်ပေါက်လေးတွေကစုစုပေါင်း9 million လောက်ရှိရလို့ကျွန်တော်သိရတာပေါ့နော်ကျွန်တော်လည်းဒါတခါတွေ့မိဘူးဖတ်မိဘူးဒါကိုကျွန်တော်ပြောပြတာပဲဖြစ်ပါတယ်အဲ့တော့ကိုကဒီတချန်တွင်စီးဖို့ဖြစ်ကျွန်တော်ဒီမိုးတွင်စီးဖို့ဖြစ်ဖက်နက်ရှာနေတယ်ဆိုရင်တော့ကျွန်တော်ဒီ Gore-Tex ဆိုတဲ့နာမည်လေးပါတဲ့ဖက်နက်တွေကိုကျွန်တော်ဝယ်ဖို့တော့ recommend ပေးပါတယ်Nike မှာလည်းရှိတယ် Adidas မှာလည်းရှိတယ်ကျွန်တော်ဒီ New Balance Salomon အစုံပါပဲ brand name လို့ဒီ Gore-Tex technology ကိုသုံးပါတယ်အနွေးတွေ jacket တွေလက်အိတ်တွေရှိလို့မျိုးဖက်နက်တွေမှာလည်းဒီ Gore-Tex technology ကိုသုံးပြီးထုတ်တဲ့ဖက်နက်တွေရှိတာပေါ့နော်ပြီးရင်တချန်တွင်းမှာတချို့က slide ပဲစီးမယ်ဆိုရှိရယ် slide စီးလို့ဒီကျွန်တော်ခြေချော်ပြီးတော့ခြေလုံးပေါ်ဖက်နက်တက်သွားတဲ့အနေထားတွေလည်းလူတွေတွေ့ဘူးမှာပဲဖြစ်ပါတယ်အဲ့တော့ slide စီးဖို့တော့ကျွန်တော် recommend မပေးပါဘူးslide မစီးချင်ဘူး Gore-Tex အသားနဲ့ထုတ်ထားတဲ့ sneakers တွေrunning shoes တွေပါတယ်လည်းမစီးချင်ဘူးဆိုရင်ကျွန်တော်ကတော့နောက်တစ်ခုရှိပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီ foam အသားနဲ့ထုတ်ထားတဲ့ဖက်နက်တွေစီးဖို့ကျွန်တော်တိုက်တွန်းပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုရင်ဒီ cross တို့ပါတို့ပေါ့နော်ဝေးရလွယ်မယ်ချိုးရလွယ်မယ်ဆေးရလွယ်မယ်cross တို့ပါလို့မှမဟုတ်ဒီ Nike မှာဆိုရင်နောက်ဆုံးသူတို့ထုတ်ထားတဲ့ဒီ React Ace Rejuven 8ဆိုတဲ့ဖက်နက်လေးတွေကလည်းတော်တော်စီးလို့ကောင်းပါတယ်ဒီ chain မပါဘဲလဲစီးလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးပါပြီcross လိုမျိုးပဲသူ့ရဲ့ဖက်နက်လေးကအပေါ်မှာအပေါက်တွေတော့ပါတယ်ဒါပေမဲ့စီးလို့တော်တော် comfortable ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဖက်နက်လေးတွေအားနေချက်ကကြာတော့ကျွန်တော်တို့ဒီ chain မပါဘဲစီးမယ်တကြံတွင်းစီးမယ်ရေပတ်ဘာပတ်လို့ရေကဖက်နက်ထဲဝင်သွားရင်တော့ချွတ်ပြီးတော့ခါထုတ်ပြီးမှပြန်ဝဲရမှာပဲဖြစ်ပါတယ်အဲ့တခုတော့ရှိတာပေါ့နော်ဒါပေမဲ့စီးလို့တော်တော်ကောင်းပါတယ်ဒီ React Ace Rejuven 8ပေါ့နော်အဲ့မှာမဟုတ်ရင်လည်းတခြားတော့ဒီ Adidas နဲ့မှာလည်းဒီ Adi phone နဲ့ပတ်သက်တဲ့ဖက်နက်တွေတပုံကြီးပဲရှိပါသေးတယ်ကျွန်တော်ခုနကပြောတဲ့ဒီ Gore-Tex အသားကိုတုံးတာများတော့အဖြစ်တော့ဒီ sports type shoe တွေများတာပေါ့နော်ဒီကျွန်တော်ဒီ trail run ဖက်နက်တို့train နဲ့ပတ်သက်တဲ့ဖက်နက်တွေမှာများပါတယ်ဒါပေမဲ့တချို့တော့အလားစီဖက်နက်တွေမှာလည်း Gore-Tex technology ကိုတုံးတာကျွန်တော်တွေ့ရပါတယ် Air Jordan တို့ Air Force တို့မှာလည်းဒီ Gore-Tex technology တုံးထားတဲ့ဖက်နက်တွေရှိပါတယ်ထုံနည်းတူဆိုတော့တခြားတော့ brand တွေမှာလည်းအဲ့လိုမျိုးပဲ Gore-Tex technology တုံးတာပေါ့နော်အဲ့တော့ကိုကမိုးတွင်းစီးကျင်တယ်တချန်တွင်းစီးကျင်တယ်ဆိုရင်တော့ကျွန်တော်ကတော့နံပါတ်1အနေနဲ့ဒီ Gore-Tex technology တုံးထားတဲ့ဖက်နက်လေးတွေရွေးဝယ်ဖို့တိုက်တွန်းပါတယ်